ဒီနေ့ကပိတ်ရက်နေလဲဖြစ်တော့ကျွန်တော်ပြင်လာနဲ့ဒီနေ့အိမ်မှာလည်းမနေချင်ဘူးမနေချင်တာနဲ့ကျွန်တော်ကင်းနှစ်တကူနေလဲဖြစ်တဲ့အနေနဲ့ကျွန်တော်အပြင်လျှောက်သွားဖြစ်တယ်လျှောက်သွားဖြစ်တာပဲသွားဖြစ်လဲဆိုတော့နောက်ဆုံးကင်းပြီးနေလည်းမသွားနိုင်ကင်းနှစ်တကူလည်းဖြစ်တဲ့အတွက်တိုင်းသားကြေးရအောင်လဲသွားဖြစ်တယ်အားနဲ့ပဲအပြင်ပြေးလေးဘလော့လေးတော့ရိုက်လာခဲ့လိုက်တာပေါ့အမှတ်တရဖြစ်ပေါ့သွားရင်လမ်းမှာတော်တော်လူကလည်းကြက်တယ်ဗျာတိုးရတယ်ဗျာတိုးရတာသွားတာလည်းအစင်မပြေဘူးဆိုပေမဲ့ရင်းတဲ့လောက်ထက်ဆိုင်တော့ဒီနေ့ကလူတော်တော်စီတယ်ကွာသွားရတာလူတွေလည်းများတယ်လမ်းမှာအထူးဖြစ်တွေ့ရတာတော့ကရင်မှုတ်တဲ့ဗမာတွေကများတယ်ကရင်နှစ်တကူတယ်မှာကွာကရင်နှစ်တကူတာပြောတာကွာဗမာတွေအများစုနဲ့နှစ်တကူလို့ဖြစ်နေတိုင်းသားကျွေးရတယ်ကျွန်တော်တို့အလိုနဲ့ဝင်သွားဖြစ်တယ်ပဲဆိုတော့အရှိကိုကြည့်လိုက်တယ်ဟိုတိုင်းသားကျွေးရအဲ့ဒီသူအရှိမာတွေတော်တော်လူစီတာဗျာသိလားလူစီကားချက်ကတော်တော်ကိုစီတာပါဒီနှစ်ကကြိတ်တို့အထဲမှာဆိုမနဲ့တိုးရတယ်ဘာညာရတော့မသိဘူးအရှိရမတော်ပြီးကဦးရေးကြီးကလည်းလှုပ်ရှုပ်နေကိုပြတီပြနဲ့သူလည်းပြကျင်တာပြကိုလည်းဝင်ရင်သူလိုဝင်လိုက်တယ်ဗျာအားနဲ့ကျွန်တော်လည်းဒီလိုပဲရောင်းလဲနဲ့ရှောက်သွားလိုက်တာအဲ့ဒီတိုင်းသားကြီးရတယ်ဝင်ဖို့တော်တော်လေးဖြတ်တန်းလာခဲ့ရတယ်ကျွန်တော်အဲ့လိုနဲ့ချွေးလုံးနဲ့ဖြတ်တန်းလာပြီးတော့ကျွန်တော်အထဲကိုရောက်လာတယ်ဆိုတော့ကျွန်တော်တဖြည်းဖြည်းနဲ့ရောက်လာခဲ့တယ်ခင်ဗျာအထဲကိုဒီလိုနဲ့ဟိုကြီးပဲကြည့်လိုက်တယ်ဘေးမှာအတွဲတွေပါနေဗျာသူများတွေကအတွဲတွေနဲ့ဆိုကိုရီးယားလည်းအားကြမခံပါဘူးကျွန်တော်ကောင်မလေးခေါ်သွားတာပါဒီလိုနဲ့ကျွန်တော်လက်မောင်းထဲတဲ့ပွဲလေးသွားကြည့်တယ်ဒါပေမဲ့ဟိုတိတ်စိတ်မပါတော့ကျွန်တော်ပြန်လာလိုက်တယ်ဗျပြန်လာပြီးတော့ဟိုရိုက်တည်းရဲ့ပဲကျွန်တော်ရှောက်ရိုက်လိုက်တယ်အမတ်တရလေးပြန်အောင်ပေါ့ဘယ်လိုပဲဖြစ်ပေါ့နော်ရှိုက်တယ်ကြည့်လိုက်တာအကုန်လုံးကင်မျက်နှာပေါက်တော့မတွေ့ဗမာမျက်နှာပေါက်တွေကြီးပဲတွေ့လိုက်တာနောက်ဆုံးနေရတယ်ကျွန်တော်လည်းပြင်းလာတယ်ဘာမှမရိုက်ချင်တာနဲ့ကိုပုံလေးတွေကိုရိုက်ပြီးတော့ပြန်လာခဲ့တယ်နော်ဘလော်လေးကတော့ဒီနေ့ကတော့ဒီတော့ပါပဲအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးလည်းချစ်ပါတယ်လို့